တို့ကဘာဆောက်ကျေးဇူးရှိလို့ငါတို့ယောက်ျားလို့ပြန်နေခိုင်းရတာလဲကိုကိုမွေးထုတ်ထားတဲ့အဖေနဲ့အမေနဲ့ရက်ရွာဆွေမျိုးတွေတလောကလုံးတော့ဆန့်ကျင်ပြီးခြောက်နေပဲဆိုနင်တို့ပြောယူနေရမနင်တို့ကဘာဆောက်ကျေးဇူးရှိလို့လဲကိုထမင်းကိုစားပြီးတမယောက်လိုက်အာရီရောင်တာဆက်ပတ်ဆယ်စားတယ်တတိထားနော်မအေဝမ်းတွင်းကလေးက6လာတဲ့မှာဝမ်းတွင်းကြောက်တွေပါဆိုနေမှာကိစ္စကိုယောက်ျားလို့နေပါလားယောက်ျားလို့နေပါလားယောက်ျားလို့နေလို့ရှိရင်တက်မှာပြတ်မှာချောမှာအချောက်တွေကယောက်ျားလို့နေနိုင်ငါယောက်ျားလို့နေနိုင်တယ်နင်တို့ယောက်ျားတွေရတာပေါ့နော်ငါတို့အချောက်တွေလို့ပေါ့မိတ်ကက်လိမ့်နိုင်တရက်ကလေးပဲကွာအများကြီးမဟုတ်ဘူးငါတို့လိုမိတ်ကက်လိမ့်ပြီးတော့နှခမ်းနေဆိုပြီးတော့နေရဲလားနင်တို့ယောက်ျားနေလို့ငါတို့နေရဲတယ်အဲ့ကိုသူ့လိုမနေနိုင်လို့ရှိရင်သူများကိုအပြစ်မပြောရဘူးပြီးတော့ငါတို့တွေပေါ့နော်ငါတို့တွေ6တယ်ဆိုတာကလည်းနင်တို့ထမင်းကျွေးထားတာလည်းမဟုတ်ဘူးနင်တို့ပတ်စံပေးထားတယ်ငါတို့ပုံစံနဲ့ငါတို့ဘဝနဲ့ငါတို့ဘလို့ပဲနေအဲ့တော့နင်တို့မှဝေဖန်ပိုင်ခွင့်မရှိဘူးငါတို့ကငါတို့6ချင်6မယ်ဆိုရင်ငါတို့သုံးနေတဲ့အသုံးစရိတ်တွေကနင်တို့ပေးထားတာမဟုတ်နင်တို့ထောက်ပံ့ထားတာတခုမှမရှိဘူးအဲ့တော့ငါတို့ဘဝနဲ့ငါတို့6ချင်6မယ်ဆိုရင်ငါလောကကြီးမှာနော်ဟိုဘယ်လိုပြောမလဲလှုပ်လိုက်တဲ့အပြောတစ်ခုအလုပ်တစ်ခုအတွေးတစ်ခုကသူများကိုလည်းမထိခိုက်ဘူးကိုလည်းမထိခိုက်ဘူးနှစ်ဦးနှစ်ဖက်လုံးကိုမထိခိုက်ဘူးတင်ဒါကောင်းတဲ့အလုပ်လို့ပြောတယ်အခုကနင်တို့ကယောက်ျားစစ်ကြီးတွေဆိုရင်မှဟိုယောက်ျားစစ်ကြီးတွေလို့ပြောပြီးမှဘာလို့သူများကိုလိုက်ပြီးထိခိုက်နေရလဲသူများကိုလိုက်ပြီးတိုက်ခိုက်တာထိခိုက်တာယောက်ျားစစ်တွေရဲ့အလုပ်မဟုတ်ဘူးဒီလားဟိုငါတို့က6တော့6တယ်ကွာဒါပေမဲ့ကိုထမင်းကိုစားတာကိုလှုပ်အားကကိုလှုပ်တာငါတို့6တွေကနင်တို့ယောက်ျားတွေသူ့ကြရာအပေါက်ကောက်စွန့်နေတာဝင်ကစွတ်တယ်မဟုတ်ဘူးငါတို့ကပြီးတော့90တန်100တန်လမ်းမေး6လည်းမဟုတ်ဘူးငါတို့က3တန်6ဂရေတန်6နော်90တန်100တန်လမ်းမေး6တွေသွားပြောနင်တို့ပြောလို့ရတဲ့6တွေကိုသွားပြောအ6ပါဝမ်းတွင်းမှာတည်းက6နေတယ်ဝမ်းတွင်း6ပါဆိုနေမှာလာပြီးမှယောက်ျားလို့နေပါလေကြာငါဆက်ဖို့ယောက်ျားလို့နေပါလားဖေလို့မတွေ